Confederation Agenda နဲ့ရခိုင် Confederation နဲ့အနက်သဘောမှာအချုပ်ချအာဏာပိုင်ပြည်နယ်ဆိုတဲ့အနက်သဘောပါဝင်တာတွေ့ရပါတယ်။မြန်မာလူအဖွဲ့အစည်းရဲ့နိုင်ငံရေးသမိုင်းဆက်ကိုကြည့်ရင်အချုပ်ချအာဏာဆိုတဲ့စကားလုံးကိုနိုင်ငံတော်နဲ့တွဲဖက်ပြီးသုံးစွဲတာမျိုးပဲအလိအထုံရှိခဲ့ပါတယ်။မြန်မာလူထုကိုယ်၌ကလည်းအချုပ်ချအာဏာဆိုတာနိုင်ငံနဲ့သာသက်ဆိုင်တဲ့ကိစ္စလို့မြင်ကြတာများတယ်။ဒါဟာစွဲနေတဲ့အမြင်ဖြစ်နေတယ်။ Public memory ထဲမှာအချုပ်ချအာဏာနဲ့နိုင်ငံတော်ဆိုတဲ့ဝေါ်ဟာရနှစ်ခုဟာပူးတွဲမြင်နေကြဖြစ်ပါတယ်။သို့တော်လည်းအချုပ်ချအာဏာနဲ့ပြည်နယ်ဆိုတဲ့ဝေါ်ဟာရနှစ်ခုကိုပူးတွဲမြင်တဲ့အခါတခါတရံ shock ရတယ်လို့ဖြစ်နိုင်တယ်။တို့တာဝန် story တွေအချုပ်ချအာဏာတည်တံ့ခိုင်မြဲရေးဆိုတဲ့ story ကိုအမြဲယုံမှတ်ထားသူတွေကတော့ဒါကိုလက်မခံနိုင်ကြတို့မြေကိုတလက်မမအကျူးကျော်မခံအပဲ့မခံနိုင်ဆိုတဲ့မြေချစ်အမျိုးသားရေးဝါဒီတွေကလည်းဒါကိုလက်ခံနိုင်ကြမယ်မထင်ပြည်နယ်တွေကိုအချုပ်ချအာဏာပေးရလောက်အောင်လုတ်ပိုင်ခွင့်ပေးလိုက်ရင်ပြည်ထောင်စုပြိုကွဲရေးကိုဥတီသွားနိုင်တယ်ဆိုတဲ့အမြင်ကလည်းရှိနေတယ်ပြည်နယ်တွေကိုအချုပ်ချအာဏာအဆင့်ထိပေးလိုက်ရင်ပြည်နယ်တွေတီထောင်ပြီးစုစည်းထားတာကအကွဲအပြဲမဖြစ်နိုင်ဘူးလားဆိုတော့ဖြစ်နိုင်တယ်ဖြစ်နိုင်တယ်လို့ဖြေရမယ်ဒါကညင်းလို့မရဘူး Confederation style ကိုနိုင်ကဗဟိုချုပ်ကင်မှုကနေ80% 90% လောက်ကင်းလွတ်နေတဲ့သဘောမျိုးဖြစ်ပါတယ်သဲနဲ့ကြစ်ထားတဲ့ကြိုးလက်ရှိမြန်မာနိုင်ငံရဲ့ပြည်ထောင်စုပုံစံဟာသဲနဲ့ကြစ်ထားတဲ့ကြိုးလိုဖြစ်နေပါတယ်မခိုင်မြဲဘူးအချိန်မရွေးပြက်ပြုံးနိုင်တယ်ယခုလဲအလွန်အကျွံရော့ရဲတဲ့ပုံစံမှာရှိနေပြီလက်ဖွားပေါ်မှာတင်ထားတဲ့သဲတွေလိုပါပဲလွတ်ထွက်သွားမှစိုးရိမ်လို့အတင်းဆုပ်ကင်လိုက်တဲ့အခါလက်ဖွားပေါ်မှာရှိတဲ့သဲတွေတောင်လွတ်ထွက်သွားတယ်သူ့အတိုင်းလက်ဖွားပေါ်မှာတင်နေတာကမစိုးသေးဘူးမြန်မာစစ်အစိုးရအဆက်ဆက်တိဆောက်ထားတဲ့ပြည်ထောင်စုစတိုရီဆိုတာသဲနဲ့ကြစ်ထားတဲ့ကြိုးလိုဖြစ်နေတယ်လက်ရှိမြန်မာစစ်တပ်လုပ်နေတဲ့လုပ်ရက်ဟာလက်ဖွားပေါ်ကသဲတွေကိုလွတ်ထွက်မှာစိုးရိမ်လို့အတင်းဆုပ်ကင်လိုက်တာနဲ့တူနေတယ်ဒါဟာလက်ရှိဖြစ်နေတဲ့ဖြစ်စဉ်ပါပဲ Confederation Agenda မြန်မာနိုင်ငံရေး Power Corridor အပေါ်မှာ Confederation Agenda နဲ့ပတ်သက်ပြီးထိမိမိတွန်းတိုက်ဆွေးနွေးညှင်းခုန်လာကြမဲ့အချိန်ဟာမကြခင်ရောက်လာမယ်လို့ယူဆပါတယ် Confederation နဲ့ပတ်သက်ပြီးဘလောက်ထိဆွေးနွေးလာကြမယ်ဆိုတာလဲရေပူရတွက်ဆကြည့်ရင်ခွဲထွက်ရေးစကလုံးဟာတကားအုပ်ပြီးပါလာနိုင်တာပါပဲဒါကိုကြိုတွက်ထားကြဖို့ပါဘယ်အတိုင်းတာထိဘယ်လိုလုပ်ကြမလဲဆိုတာကိုလက်တွေ့ကြစဉ်းစားတွက်ချက်ထားရကြပါလိမ့်မယ်ခွဲထွက်ရေး agenda ဝကောင်းဆောင်တွေကတော့2022ခုနှစ်မေလကထုတ်ပြန်တဲ့ကြေညာချက်သဘောထားမှာလုံးဝခွဲထွက်မှာမဟုတ်ဘူးတန်ခင်းတမန်ခင်းကိစ္စရက်တွေကိုပါဝင်မှာမဟုတ်ပါဘူးသို့တော့ကို့ပြည်နယ်တွင်ကိစ္စရက်တွေအားလုံးအသေးအကြီးကအစအားလုံးဝင်ဆွတ်เสียမလို့ကိုယ်တိုင်လှုပ်ဆောင်မယ်ဆိုတဲ့သဘောထားကြေညာချက်ကိုအတိအလင်းကြေညာတယ်ဒါပေမဲ့2022ခုနှစ်ဩဂုတ်လ17ရက်နေ့ကကျင်းပတဲ့ရခိုင်တပ်တော် AA ရဲ့သတင်းစာရှင်းလင်းပွဲမှာတော့ Confederation Agenda ကိုထပ်မံအတိအလင်းဖွင့်ထုတ်ပြတာကိုတွေ့ရတယ်။အဲ့ဒီထဲမှာဝခေါင်းဆောင်တွေရဲ့သဘောထားလို့ခွဲမထွက်ပါဘူးဆိုတဲ့လေသံမျိုးမတွေ့ရ။နောက်ပိုင်းမှာခွဲထွက်ရေး Agenda ဟာ Confederation Agenda နောက်မှာတွဲလျက်ပါချင်ပါလာနိုင်တယ်။အထူးသဖြင့်ပထဝီနိုင်ငံရေးအရာပထဝီစီးပွားရေးအရာအခွင့်အလမ်းတွေများစွာရထားတဲ့ရခိုင်ပြည်နယ်အရေးမှာဦးစားပေးပါဝင်လာနိုင်တယ်။ဝနဲ့ရခိုင်တချို့သောလူမျိုးစုလက်နက်ကင်အဖွဲ့ကြီးတွေဦးစီးထားတဲ့ပြည်နယ်နဲ့ဒေသတွေဟာခွဲထွက်ရေးကိစ္စကိုနိုင်ငံရေးအလိုဆန္ဒအရရှိထားကောင်းရှိထားလိမ့်မယ်။သို့တော်လည်းပထဝီအနေအထားကမျက်နှာသာပေးတာမျိုးမရှိဘူး။ဝဒေသဆိုရင်ဘလောက်ပဲခွဲထွက်ရေးဆန္ဒရှိခွဲထွက်ခြင်းဖြစ်သူ့ရဲ့အကျိုးစီးပွားကဒီဆဲအနေထားထက်ပိုဆုပ်ယုပ်မှာဖြစ်လို့ခွဲထွက်ရေး agenda ကိုမျက်ကန်းတစေမကြောက်စွတ်အတင်းပြောဝတ်မှာမဟုတ်ဘူးသို့တော့ခွဲထွက်ရေး agenda နဲ့ပတ်သက်ပြီးရဲရဲဝံ့ဝံ့ပြောဝံ့သူကရခိုင်တွေဖြစ်လာလိမ့်မယ်
ရခိုင်ပြည်နယ်ဟာမြန်မာနိုင်ငံတွင်းကဘယ်ပြည်နယ်မှရမထားတဲ့တခုတည်းသောပထဝီနိုင်ငံရေးအားသာချက်တခုတည်းသောပထဝီစီးပွားရေးအားသာချက်ရှိတဲ့ပြည်နယ်တစ်ခုဖြစ်တယ်။ဒါကြောင့်ရခိုင်တွေဟာ Confederation ကိုလည်းရဲရဲဝံ့ဝံ့ပြောနေပြီ။ယခုဆိုကြဲကြဲလောင်လောင်ပြောဝတ်နေပြီ။နောက်ထပ်ခွဲထွက်ရေးအာဂျန်ဒါကိုလည်းထပ်ပြောဖို့ဝန်လေးနေမဲ့သူတွေမဟုတ်ဘူးဆိုတာရခိုင်တွေရထားတဲ့ပထဝီအနေအထားအားသာချက်တွေကကြောထောက်နှောက်ခံပြုတ်နေတယ်။ခွဲထွက်ရေးကိစ္စကိုအသာထားရခိုင်ပြည်နယ်ဟာ Confederation အဆင့်ထိရပြီးကိုပြည်နယ်ကိုလူမျိုးကိုအနာဂတ်ကိုပြဋ္ဌာန်းခွင့်သာလွတ်လပ်စွာတည်ငြိမ်စွာရရှိမယ်ဆိုရင်ဘယ်ပြည်နယ်မှလိုက်မမီတဲ့လူမှုစီးပွားအဆင့်အတန်းကိုအချိန်တိုအတွင်းမှာရောက်ရှိသွားနိုင်ခြေရှိတယ်။သို့တော်ရခိုင်တွေအနေနဲ့တိုင်းပြည်တည်ဆောက်ရေးသမားကောင်းတွေနဲ့အမျှော်အမြင်ရှိစနစ်တကျစုစည်းချီမကြဖို့တော့လိုပါလိမ့်မယ်။